မင်္ဂလာပါလိုက်ချန်နယ်ကနေပြန်လဲကျေးဇူးလိုက်ပါတယ်ကျွန်တော်တော့အောင်ကုန်မြတ်ပါမိတ်ဆွေအနေနဲ့နေ့စဉ်ရှူချိုက်နေတဲ့လေးတွေကတကယ်ရောတတ်သိရဲ့လားလူတိုင်းလွယ်လွယ်ပြောနေကြတယ်လေလူညဉ့်ညမ်းနေဆိုတာကရောဘာတွေလဲလေလူညဉ့်ညမ်းမှုရဲ့ဆိုးကျိုးကဘာလဲလေလူညဉ့်ညမ်းလာရင်မထိခိုက်အောင်မိမိကိုယ်ကိုဘယ်လိုကာကွယ်ရမလဲစတဲ့အကြောင်းအရာလေးတွေကိုဒီဗီဒီယိုလေးမှာတင်ဆက်ပေးမှာဖြစ်ပါတယ်လေလူညဉ့်ညမ်းနေဆိုတာကသဘာဝကြောင့်ဘောဝလျောက်ဖြစ်နိုင်တယ်လို့လူသားတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။တခါတလေမှနှစ်ခုလုံးကြောင့်လည်းဖြစ်နိုင်တာတွေရှိပါတယ်။ဒီလူထဲမှာလူတွေနဲ့သဘောပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့အန္တရာယ်ရှိတဲ့အရာဝတ္ထုတွေဓာတ်ငွေတွေဒါမှမဟုတ်အမုံအမွားတွေရုံနဲ့ပါဝင်လာတဲ့အခြေအနေမျိုးကိုလေထုညဉ့်ညမ်းတယ်လို့ခေါ်ပါတယ်။အဓိကအဖြစ်လေထုညဉ့်ညမ်းစေတဲ့အရာတွေကတော့ particle matter လို့ခေါ်တဲ့အမုံအမွားလေးတွေနဲ့ gases လို့ခေါ်တဲ့ဓာတ်ငွေတွေကြောင့်ပဲဖြစ်ပါတယ်။ particle matter PM လို့ခေါ်တဲ့အမုံအမွားလေးတွေကပုံမှုန့်မီကိုစီမုန့် organic မဟုတ်တဲ့အဆိုင်ခဲဒါမှမဟုတ်အရေးဆက်ကလေးတွေလည်းပါဝင်ပါတယ်။ဒီစားပေါ်မူတည်ပြီးတော့မှ PM 10နဲ့ PM 2.5 ဆိုပြီးတော့မှခွဲခြားသတ်မှတ်ထားတာရှိပါတယ်။ PM ဆိုတာကတော့ particle matter ကိုအတူကောက် PM လို့ခေါ်တာဖြစ်ပါတယ်။ PM 10ဆိုတာကတော့အချင်း10 micrometer အောက်မှာရှိတဲ့အမှုန်လေးတွေကိုခေါ်တာဖြစ်ပြီးတော့မှ PM 2.5 ကတော့အချင်း 2.5 micrometer နဲ့အောက်မှာရှိတဲ့အမှုန်မွားလေးတွေကိုခေါ်တာဖြစ်ပါတယ်။ PM 2.5 က PM 10ထဲကျန်းမာရေးကိုပို့ပြီးတော့မှအန္တရာယ်ပေးနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သေးလုံးနဲ့အမှုန်မွားလေးတွေကလူခန္ဓာကိုယ်ထဲကိုဝင်ရောက်ဖို့အတွက်လွယ်ကူလွန်းတာကြောင့်ပဲဖြစ်ပါတယ်ဗျ။ PM 2.5 နဲ့ PM 10ကိုမျိုးလုံးနဲ့မြင်သာအောင်ပြောရမယ်ဆိုရင်တော့လူရဲ့သပင်က50ကနေပြီးတော့မှ80 micrometer ကြားမှာရှိပါတယ်။ PM 2.5 နဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ PM 2.5 ကသပင်ထက်အဆပေါင်း20ကျော်သေးပါတယ်။အဲ့လိုပဲ PM 10ကလည်းသပင်ထက်5ဆကျော်သေးပါတယ်ဗျ။နောက်တစ်ခုက gases လို့ခေါ်တဲ့ဓာတ်ငွေတွေပါ gases လို့ခေါ်တဲ့ဓာတ်ငွေတွေကတော့နံပါတ်1အနေနဲ့ပြောမယ်ဆိုရင်ကာဗွန်မိုနောက်ဆိုက်မီးလောင်ကျွမ်းမှုတွေကနေပြီးတော့မှဖြစ်ပေါ်လာတတ်ပါတယ်နံပါတ်2ကတော့ဆာဖာဒိုင်အောက်ဆိုက်ပါကြောင်မီးသွေးနဲ့ရေနံလောင်စာတွေလောင်ကျွမ်းရာကနေပြီးတော့မှထွက်ပေါ်လာတတ်ပါတယ်နံပါတ်3ကတော့နိုက်ထရိုဂျင်အောက်ဆိုက်ပါအများအပြားကားအင်ဂျင်တွေနဲ့စက်မှုလုပ်ငန်းကနေထွက်လာနိုင်ပါတယ်နံပါတ်4ကတော့အိုဇုံးပါမြေပြင်အဆင့်မှာနိုက်ထရိုဂျင်နဲ့ VOC လို့ခေါ်တဲ့ volatile organic compound တွေကနေရောင်ခြည်နဲ့ဓာတ်ပြုရာကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်။အပေါ်ယံလေထုမှာရှိတဲ့အိုဇုံးကတော့ခင်းလုံရောင်ခြည်ကိုကာကွယ်ပေးပေမဲ့လို့မြေပြင်အဆင့်မြေပြင်နဲ့နီးကပ်တဲ့အိုဇုံးကတော့အန္တရာယ်ရှိပါတယ်။အိုဇုံးဆိုတိုင်းကောင်းတာတော့မဟုတ်ပါဘူး။ VOC ဆိုတာကမတည်ငြိမ်တဲ့ organic drop ပေါင်း volatile organic compound ရဲ့အတူကောက်ဖြစ်ပါတယ်။ဒါတွေကကာဗွန်ပါတဲ့ဓာတု drop ပေါင်းအမျိုးအစားတွေဖြစ်ပြီးတော့မှတာမန်အခန်းပူချိန်နဲ့ဖိအားမှာအလွယ်တကူအငွေ့ပြန်နိုင်ပါတယ်။ VOC တွေဟာသဘာဝမှာရောလူတွေဖန်တီးတဲ့လုပ်ငန်းစဉ်တွေကနေပါထွက်လာနိုင်ပါတယ်။ VOC တွေရဲ့ဥပမာတချို့ပြောရမယ်ဆိုရင်တော့ဓာတ်ဆီဒီဇယ်ဆီလိုလောင်စာဆီတွေတင်နာလို့ခေါ်တဲ့ဆေးရည်နဲ့အချောက်ခံဆေးရည်တုပ်ဆေးတွေကော်တွေတန်ရှင်းပစ္စည်းတွေပိုးသက်ဆေးတွေအလှကုန်ပစ္စည်းတွေစက်မှုလုပ်ငန်းသုံးဓာတုပစ္စည်းတွေနဲ့တစ်ပင်တွေကထွက်လာတဲ့ဓာတ်ငွေတွေကိုဆိုတာဖြစ်ပါတယ်။ဒါတွေကိုမတည်ငြိမ်တဲ့ drop ပေါင်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ VOC လို့အတူကောက်ခေါ်တာဖြစ်ပါတယ်။တချို့အဆိုတွေထဲမှာဆိုရင်လေထုညဉ့်ညမ်းတာဟာနျူကလ িয়ার ဓာတ်ပေါင်းဘူကနေထွက်တဲ့မီးခိုးတွေကြောင့်ပါတယ်လို့ဆိုပါတယ်ကျွန်တော်သိရကတော့နျူကလ িয়ার ဓာတ်ပေါင်းဘူကနေထွက်တဲ့အငွေ့တွေကကာဗွန်ဒိုင်အောက်ဆိုက်လိုမီးခိုးတွေမဟုတ်ပါဘူးဓာတ်ပေါင်းဘူရဲ့ဥတိုင်းမှာထည့်ထားတဲ့ရေတွေကအပူချိန်ကြောင့်မလို့ပွက်ဆူပြီးတော့မှအငွေ့ပြန်လာတဲ့ရေကူးရေငွေတက်တက်တွေတာဖြစ်ပါတယ်ဒါကြောင့်မလို့ဓာတ်ရောင်ကြီးဖြတ်ထွက်တာယိုစိတ်နာမဟုတ်ဘူးဆိုရင်တော့ဘဝပတ်ဝန်းကျင်ကိုမထိခိုက်ဘူးလို့သိရပါတယ်ဗျ VOC အများပြားဟာလေထုညဉ့်ညမ်းမှုဖြစ်စေနိုင်ပြီးတော့မှ VOC ကြောင့်ဖြစ်လာတဲ့အန္တရာယ်တွေကတော့လူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်တချို့ VOC တွေကကင်ဆာရောဂါကိုတော့ဖြစ်နိုင်တယ်လို့သုတေသနစာတမ်းတွေမှာဖော်ပြထားတာရှိပါတယ် VOC တွေနဲ့ထိတွေ့မိတဲ့အခါခေါင်းကိုက်တာခေါင်းမူးတာပြုတ်အံ့တာမျက်လုံးနှာခေါင်းလေကြောင်းရရင်တာနဲ့အသက်ရှူရခက်တဲ့လက္ခဏာတွေကိုခံစားရနိုင်ပါတယ်ရေရှည်ထိတွေ့မှုများလာရင်တော့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂတွေနှလုံးယောဂနဲ့အခြားပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကိုဖြစ်လာစေနိုင်ပါတယ်ဗျကလေးငယ်တွေနဲ့တက်ကြီးရွယ်တွေဆိုရင်ပိုပြီးတော့မှအန္တရာယ်ဖြစ်စေနိုင်ပါတယ်ဒါ့အပြင်သဘာဝပတ်ဝန်းကျင်ကိုလည်းထိခိုက်စေပြီးတော့မှအဆစ်မိုးရွာတာဓာတိဥတုပြောင်းလဲတာနဲ့တစ်ပင်တွေတိရစ္ဆာန်တွေကိုထိခိုက်တာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်ဒါကြောင့်မလို့ VOC မပါဝင်တဲ့ပစ္စည်းတွေကိုအသုံးပြုတဲ့အခါမှာလေဝင်လေထွက်ကောင်းအောင်ဂရုစိုက်ဖို့လိုသလိုလိုအပ်တဲ့ကာကွယ်မှုအစီအမံတွေကိုလည်းလှုပ်ဆောင်ဖို့အရေးကြီးပါတယ်နံပါတ်5ကတော့မီသိန်းပါစိုက်ပျိုးရေးမွေးမြူရေးနဲ့သဘောဓာတ်ငွေထုတ်လုပ်မှုတွေကနေပြီးတော့မှထွက်လာနိုင်ပါတယ်မီသိန်းဓာတ်ငွေကအနံ့အရသာအယောင်မရှိပါဘူးအနည်းငယ်ရှူမိတာကပြဿနာမရှိပေမဲ့လို့အမြောက်အများရှူမိမယ်ဆိုရင်တော့အောက်ဆီဂျင်ပြတ်ပြီးတော့မှအသက်ပါဆုံးရှုံးနိုင်ပါတယ်အလုပ်ငန်းတွေမှာဆိုရင်ပို့ပြီးတော့မှအန္တရာယ်ရှိနိုင်ပါတယ်
လေထုညဉ့်ညံ့ရတဲ့ဒီကအကြောင်းရင်းကတော့စက်မှုလုပ်ငန်းကထွက်လာတဲ့မိကုန်းငွေတွေရင်ထားတွေကထွက်လာတဲ့ဓာတ်ငွေတွေလောင်စာစီနဲ့တစ်တောတွေကိုမိရှို့တာတွေစိုက်ပျိုးရေးသုံးပိုးသက်ဆေးတွေနဲ့အိမ်သုံးလောင်စာတွေကြောင့်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ Air pollution လို့ခေါ်တဲ့လေထုညဉ့်ညံ့တာကိုဘယ်လိုသိနိုင်မလဲ။ Air pollution လို့ခေါ်တဲ့လေထုညဉ့်ညံ့တာကိုဘယ်လိုသိနိုင်မလဲဆိုတော့လေထုညဉ့်ညံ့မှုကိုဓာတ်ရိုက်သိရှိနိုင်တဲ့နည်းတွေရှိသလိုတွယ်ဝိုက်တဲ့နည်းတွေနဲ့လည်းသိရှိနိုင်ပါတယ်။ဓာတ်ရိုက်သိနိုင်တဲ့နည်းလမ်းတွေကတော့ပုံမှန်ထက်အမြင်အာရုံဝေဝါတာအဝေးကအရာတွေကိုတဲတဲကွက်ကွက်မမြင်ရတာမျိုးဖြစ်နိုင်ပါတယ်။လေထုထဲမှာအမှုန်မွားတွေများနေလို့မြူကိုးတွေလို့ဖုံးလွှမ်းနေတာလည်းတွေ့နိုင်ပါတယ်။ပတ်ဝန်းကျင်မှာဖုံမုံတွေကအရင်ကထက်ပိုများနေတာကိုလည်းသတိထားမိနိုင်ပါတယ်။အိမ်ရဲ့ပရိဘောဂပစ္စည်းတွေပေါ်မှာဖုံတွေလွယ်တကူတက်လာတာမျိုးအထူးသဖြင့်မနက်ပိုင်းနဲ့ညနေပိုင်းတွေမှာပို့ပြီးတော့သိရနိုင်ပါတယ်။နောက်တစ်ခုကထူးခြားတဲ့အနံ့တွေပါ။မိခိုးနံ့ဓာတုပစ္စည်းနံ့ဥပမာစီနံ့ကော်နံ့စတဲ့ပုံမှန်မဟုတ်တဲ့အနံ့တွေပဲဖြစ်ပါတယ်။နောက်တစ်ခုကခံစားမှုပါ။အသက်ရှူရတာခက်ခဲတယ်လို့ခံစားရတာရင်ဘက်အောင်တယ်လို့ခံစားရတာချောင်းဆိုးတာတွေလည်းဖြစ်နိုင်ပါတယ်။ဒီတွေကဓာတုပစ္စည်းတွေနဲ့အမှုန်မွားတွေကြောင့်မျက်စိဆက်တာမျက်ရည်ဘူးတွေကျတာလေချောင်းနာတာရားရံတာတွေလည်းဖြစ်နိုင်ပါတယ်။သွယ်ပိုက်သောနည်းလမ်းတွေအနေနဲ့ကတော့မြို့ကြီးတွေနဲ့စက်မှုဇုံလိုနေရာတွေမှာလေထုညဉ့်ညံ့မှုကိုတိုင်းတာတဲ့စက်တွေတက်ဆင်ထားလေးရှိကြပါတယ်မြန်မာနိုင်ငံမှာတော့ဒါတွေကိုကြည်ကြဲပြန့်ပြန့်တွေ့ရဖို့မလွယ်ကူသေးပါဘူးအဲ့ဒီစက်တွေက PM 2.5 နဲ့ PM 10 ozone nitrogen dioxide ဆာလ်ဖာဒိုင်အောက်ဆိုက်စတဲ့ညဉ့်ညမ်းတဲ့အရာတွေရဲ့ပမာဏကိုတိုင်းတာပြီးအများပြည်သူသိရှိနိုင်အောင်ထုတ်ပြန်ပေးလေးရှိပါတယ်ဒီလိုထုတ်ပြန်တဲ့အချက်အလက်တွေကိုကြည့်ချင်းအပြင်လေထုညဉ့်ညံ့မှုအခြေအနေကိုသိရှိနိုင်ပါတယ်တချို့မိုးလေဝသ app တွေနဲ့ website တွေမှာလေထုညဉ့်ညံ့မှုအညွှန်းကိန်း air quality index လို့ခေါ်တဲ့ AQI ကိုဖော်ပြပေးထားပါတယ်။အဲ့ဒီအညွှန်းကိန်းရဲ့အယောင်နဲ့ကဏ္ဍတွေပေါ်မူတည်ပြီးလေထုရဲ့အရေးသွေးကိုသိရှိနိုင်ပါတယ်။ဥပမာစိတ်ရောက်ဆိုလေထုကောင်းမွန်ပြီးတော့အနီရောင်ဆိုရင်ကျန်းမာရေးကိုထိခိုက်နိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။သတင်းမီဒီယာတွေနဲ့လူမှုကွန်ရက်တွေမှာလည်းလေထုညဉ့်ညံ့မှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေဓာတ်ပုံတွေဗီဒီယိုတွေကိုတွေ့ရှိနိုင်ပါတယ်။အဲ့ဒီအရာတွေကိုကြည့်ချင်းအဖြစ်လည်းပတ်ဝန်းကျင်ရဲ့လေထုညဉ့်ညံ့မှုအခြေအနေကိုခန့်မှန်းနိုင်ပါတယ်။လေထုညဉ့်ညံ့မှုများတဲ့အချိန်တွေမှာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဥပမာပန်းနာရင်ကျက်အဆုတ်ရောင်ယောဂါနဲ့နှလုံးယောဂါတွေခံစားရတဲ့လူဦးရေပိုများလာတာကိုတွေ့ရနိုင်ပါတယ်။ဒီလိုကျန်းမာရေးဆိုင်ရာစီးရင်အင်းတွေထုတ်ပြန်ချက်တွေကိုလေ့လာခြင်းအပြင်လည်းလေထုညဉ့်ညံ့မှုရဲ့သက်ရောက်မှုတွေကိုသိရှိနိုင်ပါတယ်။အချို့အပြင်ပြောမယ်ဆိုရင်တော့ညဉ့်ညံ့မှုကိုကိုယ်တိုင်မြင်တွေ့ခံစားရသလိုတိုင်းတာရေးစက်တွေရဲ့အချက်လက်တွေကိုကြည့်ခြင်းအပြင်လည်းကျွန်တော်တို့ကသိရှိနိုင်ပါတယ်။အခုလိုငလျင်ကြီးလှုပ်ပြီးတဲ့အခါမှာလည်းတိုက်ပြိုမှုမီးလောင်မှုတွေကြောင့်လေထုညဉ့်ညံ့မှုတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်။ Air quality index လို့ခေါ်တဲ့လေထုညဉ့်ညံ့မှုအညွှန်းကိန်း AQI ကိုဘယ်လိုကြည့်ရမလဲဆိုတော့ AQI ကိုကိန်းကနန်းနဲ့ဖော်ပြထားသလိုအယောင်နဲ့လည်းဖော်ပြထားပါတယ်။3ညကနေ50ဆိုရင်ကောင်းမွန်တဲ့အခြေအနေဖြစ်ပြီးတော့မှအယောင်ကအစိမ့်နဲ့ပြပါတယ်။လေထုညဉ့်ညံ့မှုကအနည်းငယ်သာရှိတယ်ဒါမှမဟုတ်မရှိဘူးလို့ဆိုတာဖြစ်ပါတယ်။51ကနေ100ဆိုရင်တော့တင်းတင်းတဲ့အနေထားရှိပြီးတော့မှအဝါရောင်မှာထူးခြားထိခိုက်မှုမရှိပေမဲ့အချို့သောထိခိုက်လွယ်သူတွေကတော့သတိထားသင့်ပါတယ်။101ကနေ150ထိခိုက်လွယ်သူတွေအတွက်မကောင်းပါဘူးအယောင်တွေနဲ့ကတော့လိမ္မော်ရောင်ပါအသက်ရှူလမ်းကြောင်းဆိုင်ရာဝေဒနာရှိသူများကလေးတငယ်နဲ့တက်ကြီးရွယ်တွေကတော့ထိခိုက်နိုင်ပါတယ်151ကနေ200မကောင်းတဲ့အဆင့်မှာအနီရောင်အဆင့်မှာကျန်းမာတဲ့သူတွေကိုပါထိခိုက်နိုင်ပါတယ်ထိခိုက်လွယ်သူတွေဆိုရင်ပို့ပြီးတော့မှစိုးဝါးနိုင်ပါတယ်201ကနေပြီးတော့မှ300အလွန်မကောင်းတဲ့အဆင့်မှာအယောင်ကတော့ခရမ်းရောင်မှာလူတိုင်းကိုထိခိုက်စေနိုင်ပါတယ်301ကနေပြီးတော့900အန်ရချီဆုံးအခြေအနေဖြစ်ပြီးတော့မှမယမ်းရောင်မှာကျန်းမာရေးအတွက်အရေးပေါ်အခြေအနေပါလူတိုင်းအတွက်ပြင်းထန်စွာထိခိုက်နိုင်ပါတယ်ဒါကြောင့် AQI ဟာလေထုထဲမှာရှိတဲ့ညဉ့်ညမ်းပစ္စည်းတွေကိုတိုင်းတာပြီးတော့မှသတ်မှတ်ထားတဲ့စံချိန်စံညွှန်းတွေနဲ့နှိုင်းယှဉ်တွက်ချက်ရရှိလာတဲ့ကိန်းဂဏန်းတစ်ခုဖြစ်ပြီးတော့မှလေထုရဲ့အရေးသွေးကိုရွှေရှင်းတဲ့အဆင့်တွေနဲ့အယောင်တွေကိုသုံးပြီးတော့မှဖော်ပြထားတာဖြစ်ပါတယ်ဒါကလည်းအများပြည်သူတွေအနေနဲ့အလွယ်တကူနားလည်နိုင်အောင်ပြုလုပ်ထားတာဖြစ်ပါတယ်လေထုညဉ့်ညမ်းမှုဆိုးဝါးလာတဲ့အခါဘယ်လိုကာကွယ်ရမလဲဆိုတော့ AQI ကိုသိဖို့ကိုယ်ကနေပြီးတော့ AQI APP ကိုရှာပြီးတော့မှဒေါင်းယူထားဖို့လိုပါတယ်စောင့်ကြည့်နေဖို့လည်းလိုပါတယ်စိတ်ထဲမှာမတင်ငါဖြစ်လာတဲ့အခါမှာဆိုရင် AQI ညွှန်းကိန်းကိုရှာဖွေပြီးတော့မှကြည့်ရှုနိုင်ပါတယ် AQI မှာဆိုရင်အစိမ်းရောင်အဝါရောင်ကပြဿနာမရှိသေးပေမဲ့လိမ္မော်ရောင်အနီရောင်မယမ်းရောင်ဖြစ်လာခဲ့ရင်တော့အဆုတ်ကိုလှုပ်ပေးတဲ့ကိုယ်လက်လေးကျင်ကန်လှုပ်တာတွေမလှုပ်သင့်တော့ပါဘူးအကြံပြုချက်တွေကတော့အိမ်တွင်းမှာရှိတဲ့ပြည်ဘောဂတွေကိုတန်ရှင်းရေးလှုပ်ထားပြီးတော့မှတကားတွေကိုလုံအောင်ပိတ်ထားရမှာဖြစ်ပါတယ်ဒေသစင်ဆက်ဒါမှမဟုတ်ရေမွားထုတ်ပြီးတဲ့ဆက်ကလေးတွေကိုလည်းဖွင့်ထားသင့်ပါတယ်အပြစ်မနေအပြင်ထွက်ရမယ်ဆိုရင်လည်း N95 လို့မတ်စမျိုးကိုတက်ပြီးမှထွက်သင့်ပါတယ်
လူချိန်မှာရေမြင်များတောက်ဖို့လည်းလိုပါတယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အန်တီအောက်ဆီဒန့်ကျွဲဝတဲ့အသီးနှံတွေကိုလည်းစပေးပါလို့အကြံပြုထားတာတွေရှိပါတယ်မိုးကောင်းကောင်းရွာလာရင်လေထုညဉ့်ညမ်းမှုကိုထိထိရောက်ရောက်လျှော့ချနိုင်တယ်လို့သိရပါတယ်ဒါကြောင့်မို့လို့ကိုတူးတယောက်အနေနဲ့လုပ်နိုင်တာကရေဖြန်းတာပါတဲ့ပတ်ဝန်းကျင်ကိုရေဖြန်းနိုင်တော့ရေဖြန်းပေးတာကလည်းလေထုညဉ့်ညမ်းမှုကိုအထိုက်လျောက်လျှော့ချပေးနိုင်ပါတယ်ပြည်များနိုင်ငံတွေမှာတော့လေထုညဉ့်ညမ်းတဲ့ဒေသတွေဆိုရင်အစိုးရအဖွဲ့အစည်းကမိုးရုရွာပေးတာတွေကိုလှုပ်ပေးတာရှိပါတယ်ပြီးတော့အဝတ်တွေကိုရေစွပ်ပြီးတော့မှပရင်းပေါင်းနဲ့လေဝင်ရှိတဲ့နေရာတွေမှာဖြန့်ပြီးတော့နှမ်းထားပေးမယ်ဆိုရင်လည်းလေထုညဉ့်ညမ်းမှုကိုခုခံနိုင်တယ်လို့သိရပါတယ်Air pollution လို့ခေါ်တဲ့လေထုညဉ့်ညမ်းခြင်းကိုထိထိရောက်ရောက်ကာကွယ်နိုင်မှုကတော့အစိုးရရဲ့ policy တွေနဲ့သက်ဆိုင်ပါလိမ့်မယ်ဗျဒါကတော့လေထုညဉ့်ညမ်းမှုနဲ့ပတ်သက်လို့ကျွန်တော်သိသလောက်ကလေးကိုမျှဝေပေးတာဖြစ်ပါတယ်လိုအပ်တာများရှိရင်လည်း comment မှာဝေဖန်အကြံပြုပေးသွားလို့ရပါတယ်ဗျအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ဗျ